စိန်ဖြိုးနဲ့ရီတို့ကြော်ညာပေးတဲ့ Travel Tour ရဲ့ကြားဖြတ်ငွေလိမ်မှုနောက်ွယ်ကအကြောင်းရင်းပရိသတ်ကြီးဒီလိမ်လည်မှုကြီးဟာတကယ်ပဲအများကပြောသလိုစိန်ဖြိုးနဲ့ရီဝိဖြူတို့နဲ့ပတ်သက်မှုရှိနေမလားနော်ဂျပန်နိုင်ငံကိုခရီးသွားဝင်ဆောင်မှုအာမခံနဲ့တွားရောက်ခဲ့တဲ့အမှုပညာရှင်တွေရောတခြားသောခရီးသည်တွေပါအလိမ်ခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီခရီးသွားဝင်ဆောင်မှုဟာဂျပန်ခရီးစဉ်မှာလေယာဉ်ပေါ်ကစပြီးတော့လက်မှတ်အတုတွေမြို့ဝင်မြို့ထွက်ဆောင်ရွက်စာတမ်းအတုတွေနဲ့ဟိုတယ်မှာဖြစ်တယ်လို့ထားခဲ့တယ်ဝန်ဆောင်မှုကဈေးကြီးတယ်လို့တာဝန်ယူမှုလည်းမရှိဘူးလို့ဆိုပါတယ်။ Travel Blogger တွေဖြစ်တဲ့စိန်ဖြိုးနဲ့ရီတို့ကြော်ညာလို့ယုံကြည်ပြီးတော့သွားခဲ့တာ၅ပါးမှောက်တယ်လို့ဆိုပါတယ်။ပရိသတ်တွေကလည်းကြော်ညာပေးတဲ့ vlogger တွေကိုကကြံရပါတွေသူတို့ကပါတရားစွဲတင်တယ်လို့ပြောဆိုကြပါတယ်။တကယ်ပဲစိန်ဖြိုးနဲ့ရီတို့ကပါဝင်နေလားဆိုတာမသိရသေးပါဘူး။ဒါပေမဲ့လည်းစိန်ဖြိုးတို့ဟာကြော်ညာကငွေကြေးရလို့သာကြော်ညာပေးရနေမှာပါနော်။နောက်ပြီးတော့ vlogger တွေကိုအသုံးချပြီးတော့ငွေလင်ခြင်းလို့ကြားဖြန့်ကိစ္စတွေအစောကတည်းကအစီအစဉ်ထားတာနေမှာပါ။ဒီကိစ္စကပွဲဆိုမှာပွဲတွေကလူတွေနဲ့ပတ်သက်ဆက်နွယ်နေရကြောင်းခံခဲ့ရတဲ့ director PK ဇနီးနဲ့မင်းသမီးနန်းခင်စီယာကတော့တရားစွဲမယ်လို့ဆိုထားပါတယ်။ဒီတော့ပရိသတ်ကြီးခရီးသွားဝန်ဆောင်မှုကုမ္ပဏီကြီးတွေဘယ်လောက်ပဲ review ကောင်းနေပါစေတေချာစုံစမ်းပြီးမှသွားစေချင်ပါတယ်နော်အရာရာခက်ခဲနေတဲ့ကာလမလို့အခုလိုမြက်ခုံးပေါ်လမ်းလျှောက်ခြင်းနဲ့ကြားဖြတ်နေအများကြီးရှိနေရပါမှတ်ချက်လေးကိုလည်းပေးခဲ့ကြပါအောင်ရှင်